နိုင်ငံနယ်ဖို့လို့အတွဲလေးတွေပါတယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါစိတ်ကောက်တဲ့ style တယောက်တစ်မျိုးနဲ့စိတ်ကောက်တတ်တာမို့လို့အရင်ကြီးအဆင်ပြေတဲ့အတွဲတွေမှာတော့မပါဘူးပေါ့နော်သူတို့ကဘယ်လိုမျိုးလဲဆိုတော့လူရှိမှာတော့သူတို့ကအရင်အဆင်ပြေတယ်အရင်ရှိတယ်ကွယ်ရမှာတော့အေးအေးတတ်တဲ့အတွဲတွေမှာပါတယ်နင်းကနေကအနိုင်ယူလို့စိတ်နည်းနည်းပြင်းနေစိတ်မရှိဘူးတနင်္ဂနွေရဲ့ဇေယျိုက်ကိုနားလည်မှုနဲ့ချစ်ချင်တယ်ကိုယ်တိုင်လည်းနားလည်မှုပေးတယ်ဒါပေမဲ့သူကိုယ်တိုင်ကကုန်ကမြင်ကမြင်းနာမှာ pro sense ဟုတ်ကုန်ကမြင်ပေါ့ဘုဒ္ဓဟူးကကြတော့ပေါ်တင်ကလေးဆန်တဲ့အထဲမှာပါတယ်ချစ်သူအပေါ်မှာတန်ရောစင်ချစ်နဲ့ချစ်တယ်နည်းနည်းလေး over တင်းတယ်ဘလို့ over တင်းတာလဲဆိုတော့ချစ်သူရဲ့နေ့စဉ် daily schedule ကိုသူကနည်းနည်းချဲ့လဲခြင်းတယ်ဘယ်သူနဲ့ဖုန်းပြောတာလဲဘယ်သူနဲ့စာပို့တာလဲအဲ့လိုမျိုးတဝင်းတိုးတဲ့အထဲမှာပါတယ်နည်းလေး control လုပ်ချင်တဲ့အထဲမှာပါတယ်ဖြစ်ရတဲ့တစ်ချက်ချက်ဖြစ်နေတဲ့ relation ထဲမှာပါတယ်နောက်လုံးက overthinking သမားဖြစ်တဲ့အတွက်ဖုန်းလေးတစ်ကောလောက်မကင်မိတာအလေးတစ်ကြောင်လောက်ချက်ချင်း reply မပြန်မိတာနောက်ွယ်မှာပေါ့နော်အခြားတစ်ယောက်နဲ့မြန်ရှိနေသလားဆိုတဲ့အတွေးတွေနဲ့အဆုံးထိတွေးပြီးတော့တော့ကားရောက်ကြတာလေဒီအတွဲပါပဲဆရာမပြောခဲ့တဲ့အထဲမှာဘယ်နှချက်လောက်မှန်လဲဆိုတာကိုမှတ်မှရေးပေးခဲ့ပါဦးနောက်ဗီဒီယိုမှာဘယ်နည်းနဲ့နေအတွက်သိချင်တယ်ဆိုတာလည်းရေးပေးခဲ့ပါဦးပြင်ပေးမယ်ဆိုရင်တော့ဆရာမရဲ့ Viber နံပါတ်မှာလာမေးလို့ရပါတယ်